နေရာကြော်ခဲ့ပေမဲ့ယနေ့ချိန်ထိလင်းရုပ်ကြားကိုစောင့်မျှော်နေတဲ့မဲမှုခိလူမရှိသူမရှိတောမြက်ကြီးထဲမှာတယောက်တည်းပူဆွေးဝမ်းနေစွာဖြစ်နေ့စဉ်ငိုကြွေးနေရရှာတဲ့မဲမှုခိတနေ့နေ့သူမထံသူမတိတ်ချစ်တဲ့လင်းရုပ်ကြားသူမကိုပြန်လာရှာမယ်ပြန်လာခေါ်မယ်ဆိုတဲ့အတွေးနဲ့စောင့်မျှော်ရင်းနဲ့နှစ်ပေါင်း200တိုင်တဲ့အထိမကျွတ်လွတ်သေးပဲလင်းရုပ်ကြားကိုမျှော်နေရှာတဲ့မဲမှုခိဟုတ်ပါတယ်ဒီနေရာဒီဒေသမှာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကလွမ်းဆွေးဖွယ်ဖြစ်ရက်တွေဖြစ်ခဲ့ဖူးပါတယ်မဲမှုခိဟာထိုင်းသွေးစစ်စစ်တယောက်မဟုတ်ပါဘူးမွန်သွေးရောနှောထားတဲ့ထိုင်းလူမျိုးတယောက်ဖြစ်ပါတယ်မဲမှုခိအကြောင်းမပြောခင်မှာဒီဖုံးတော်ကြီးကျောင်းရဲ့တက်တန်းအကျဉ်းချုပ်ကိုပြောပြရစေယခုမြင်တွေ့နေရတဲ့ဘုံတော်ကြီးကျောင်းကလွန်ခဲ့တဲ့နှစ်ပေါင်းAD 73ရာစုနှစ်ကဖြစ်ပြီးတော့တရားဝင်ထိုင်းဆိုရကိုလိုင်စင်တင်ထားတဲ့ခုနှစ်ကတော့ခရစ်နှစ်1982ခုဖြစ်ပါတယ်ဒီဘုံတော်ကြီးကျောင်းကိုလာမယ်ဆိုရင်ရှေ့ဦးစွာဒီလေကားကိုမတက်ခင်မှာဒီမှာမြင်တွေ့နေရတဲ့ဘလူးရုပ်တုကိုအရင်ဆုံးခွင့်တောင်းရပါတယ်တောင်ကိုစောက်ရှောက်နေတဲ့တောင်ပိုင်းနတ်ဘလူးပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နောက်ပိုင်းကျွန်တော်တို့ခရီးသွားဧည့်သည်တွေကဒီတောင်ကိုတက်မယ်ဆိုလို့ရှိရင်ဒီဘလူးရုပ်ကိုကျွန်တော်တို့ခွင့်တောင်းပြီးတော့တက်ရပါတယ်ဒါမှပဲကျွန်တော်တို့အပေါ်မှာအမားရွေးတစုံတရာရှိခဲ့တာမျိုးဖြစ်ခဲ့တာမျိုးရှိလို့ရှိရင်ကျွန်တော်တို့ကြိုပြီးတော့တောင်းပန်ပြီးသားဖြစ်တာပေါ့နော်ဒီလက်ကတစ်တွေအားလုံးကိုဒီအောက်ခြေကနေစပြီးတော့ဟိုးဇီဒီရှိတဲ့အထိကိုလက်ကတစ်ပေါင်း900ကျော်ရှိပါတယ်အဲ့ဒီတော့ခရီးသွားတွေကလည်းပဲဘယ်လိုပြောမလဲစိတ်ခေါ်မှုတစ်ခုအနေနဲ့ခက်ခဲကိုကျွန်တော်တို့တက်ရတာဖြစ်ပါတယ်တောင်ထိပ်ဇီဒီကိုရောက်သွားရင်တော့ဒါကတော့အောင်မြင်ပြီလို့ပြောရတာပေါ့နော်အဲ့ဒီတောင်ထိပ်ပေါ်မှာရှိတဲ့ဇီဒီကလည်းပဲတခြားတော့မဟုတ်ပါဘူးမဲမှုခိရဲ့လင်ရုပ်ကြားဖြစ်သူကသူ့ရဲ့သားကိုကူမောင်ထောင်အဖြစ်ပြုလုပ်ခဲ့တဲ့နေရာဒီနေရာမှာတမိုင်းဝင်နေရာတွေအများကြီးရှိတယ်ဒါပေမဲ့ဒီဗီဒီယိုဖိုင်မှာကတော့မဲမှုခိအကြောင်းပဲကျွန်တော်ပြောမှာပါကြံတဲ့ဗီဒီယိုကြံတဲ့အကြောင်းအရာတွေကတော့နောက်ထပ်ဗီဒီယိုတွေမှာပဲအခါအခွင့်သိရင်ပြောပြပေးသွားပါမယ်ခင်ဗျာမဲမှုခိအကြောင်းကိုပြန်ပြီးတော့ဆက်ကြရအောင်